episode 6ရဲ့အစမှာအလူကက်ကတင်းမောနဲ့စစ်မြေပြင်ကိုလာနေပါတယ်။နာဇီခေါင်းဆောင်ကသူ့ရဲ့တခြားတပ်ဖွဲ့ကိုဟဲဆင်းစီကိုတွားဖို့အမိန့်ပေးပါတယ်။ Integra တို့ဘက်ကိုရောက်သွားပြီး Anderson တို့တိုက်ပွဲပြီးတော့ Integra ကပြန်တော့မယ်ပြောတော့ Anderson ရဲ့သားတစ်ယောက်က Integra ကိုတနက်နဲ့ချိန်လိုက်ပြီးဘယ်ကိုသွားမှလဲလို့မေးလိုက်တော့ Integra ငါရဲ့တိုက်ကိုပြန်မယ်ဆိုပြီးငါလူတွေအမှရှိတဲ့ခေါင်းဆောင်အနေနဲ့တာဝန်ပဲမပြန်လို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ Anderson ရဲ့သားကအဲ့လိုမရဘူးခမရကိုကျွန်တော်တာဝန်ယူထားတာဆိုပြီးပြောလိုက်တော့ Integra မီးညိပေးလို့ပြောလိုက်ပြီးဆေးပြင်းလိုက်ကိုကိုက်ထားလိုက်ပါတယ်။ Anderson ရဲ့သားကကြောင်နေတော့ Integra မီးလို့ပဲစတိုက်ပြောနေတော့သူကလည်းညှိပေးလိုက်ရပါတယ်။အကုန်လုံးကအဲ့ဖြစ်ရက်ကိုကြည့်ပြီးကြောင်နေကြတော့ Integra ငါပြန်တော့မယ်ပြစ်ချင်ပြစ်လိုက်လို့ပြောလိုက်ပါတယ်။ Anderson ကလိုက်ပို့ပေးမယ်ပြောလိုက်တော့အကုန်လုံးကကြောင်သွားပြီး Integra ကိုလိုက်ပို့ပေးလိုက်ရပါတယ်။နာဇီကောင်တွေဘက်မှာတော့နာဇီကောင်တွေကဟဲဆင်းရဲတဲ့နာကိုလာနေကြပါပြီ။နာဇီကောင်တွေရဲ့လေ24စီးလုံးကိုဟဲဆင်းရဲတိုက်ကနေလှမ်းပစ်လို့အကုန်လုံးပြစ်ကျသွားပါတယ်။အဲ့လိုမျိုးပြစ်ကြအောင်ပြစ်လိုက်တဲ့သူက Seras ပါပြီးတော့ Seras ကိုငကြောက်ကောင်က main လေသေးမောကြီးကိုပြစ်ဖို့ပြောတော့ Seras ကသူ့ရဲ့ AR မတနက်ကြီးနဲ့ပြစ်လိုက်တာဟိုကောင်နေစီမှာအခြေအနေတိတ်မဟန်တော့ပါဘူးနာဇီကောင်တွေက Seras ရဲ့ပြစ်ချက်တွေကြောင့်အရေးနိုင်နေပါတယ် site နဲ့ကောင်ကအားလုံးကိုဆင်းခိုင်းပြီး Seras ကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်သူတို့မဆင်းလိုက်ခင်မှာပဲ Seras ကပြင်းအားအများဆုံးတနက်နဲ့လှမ်းပစ်လိုက်တော့ဟိုကောင်တွေကထိန်းချုပ်လို့မရတော့ပဲလေသေးမောကြီးလည်းပြစ်ကျသွားပြီးပောက်ကွဲသွားပါတယ်ဒါပေမဲ့လည်းလူတွေပဲတေသွားပြီးဖုတ်ကောင်တွေကအသေးအကြီးမရှိဘဲနဲ့ Helsing ရဲတိုက်စီကိုဒေါသအတုံးလိုက်အခဲလိုက်တွေနဲ့လာနေကြပါတယ်ဟဲဆင်းရလူတွေကလည်းသူတို့လာနေရတွေ့တော့နေရာတွေကိုယူထားပြီးကြပါပြီဖုတ်ကောင်တွေကအုံနောက်မူတက်ပြီးပြေးဝင်လာကြတော့သူတို့ကမိုင်းထီပြီးအများအပြားကိစ္စတုံးကုန်ပါတယ်စိုက်နဲ့ကောင်ကသူ့ဆွမ်းအားကိုထုတ်ပြီးအကောင်အကြီးကြီးဖြစ်အောင်လုပ်လိုက်ပါတယ်ပြီးတော့အဲ့ကောင်က site နဲ့ရဲတိုက်ကိုနှစ်ချမ်းချမ်းလိုက်တော့လူတော်တော်များများဒဏ်ရာရပြီးလက်ပြက်တဲ့သူကပြက်ခြေပြက်တဲ့သူကပြက်ပြီးသွေးယူသွေးတဲ့နေဖြစ်နေကြပါတယ် Seras ကကြောက်နေတဲ့အချိန်အလူကက်က Seras ရဲ့စိတ်ထဲကိုရောက်လာပြီးမင်းမတတိယမျက်လုံးရှိတယ်ဆိုတာမေ့နေပြီလားတာမန်လူမျက်လုံးကိုစွန့်လွတ်လိုက်ဆိုပြီးပြောလိုက်တော့ Seras ကသတိကက်လာပြီးသူ့ရဲ့မျက်လုံးနဲ့တေချာအောင်ဆိုင်ပြီးကြည့်ကြည့်လိုက်တော့အကုန်လုံးကအတူရောင်နေဖြစ်ပြီးခြေပြက်လက်ပြက်ထားတဲ့လူတွေကလည်းတကယ်မပြတ်ပါဘူးအဲ့ဒါတွေကို Seras တယောက်တည်းအတူရောင်မှန်းသိပါတယ် Seras ကအဝေးရနေထိန်းချုပ်နေတဲ့ site နဲ့ကောင်ကိုစနိုက်ပါနဲ့ပစ်ချပေးလိုက်တာအကောင်ကြီးလည်းပျောက်သွားပြီးကြံတဲ့လူတွေလည်းအမြင်မှန်ကိုပြန်ရသွားကြပါတယ် Naruto franchise ထဲမှာဆိုရင်အဲ့ဒါခံယူစုလို့ပါပဲအားလုံးအာရုံများနေတဲ့အချိန်ဖုတ်ကောင်တချို့ကပြတင်းပေါင်းအနေရောက်လာကြပြီးလူအများအပြားကိုကိစ္စလိုက်တုံးနေပါတယ်ဒါပေမဲ့လည်းဖုတ်ကောင်တွေဘက်ကအင်အားမမျှတာကြောင့်သူတို့ပဲပြန်ကိစ္စတုံးသွားကြပါတယ်ပြီးတော့တခြားဖုတ်ကောင်တွေအားလုံးကလည်းဓာတ်တွေပေါ်ကနေပြေးလာကြပြီးဟဲဆင်းရဲတိုက်နာကိုချင်းကပ်လာကြပါတယ်ဟဲဆင်းရလူတွေကလည်းအတက်နိုင်ဆုံးပြန်ပစ်ပြီးခုခံနေကြပါတယ်ခေါင်းဆောင်ငကြောက်ကောင်ကတပ်သားတွေအားလုံးကိုစုဝေးလိုက်ပြီးအကောင်းဆုံးခုခံဖို့အတွက်ဖြူဟာကိုပြောနေပါတယ်ပြီးတော့ Seras ကိုအရေးကြီးတဲ့တခုပေးစရာရှိသေးတယ်မျက်လုံးမိတ်ထားဆိုပြီးငကြောက်ကောင်က Seras ကိုနမ်းမှုလုပ်လိုက်ပါတယ် Seras ကမျက်လုံးဖွင့်ကြည့်လိုက်တော့လန့်သွားပြီးဘာလို့နေရလဲလို့អော်လိုက်တာငကြောက်ကောင်ကရှက်သွားပါတယ်ရှက်ရမ်းပြီးစကားလမ်းကြောင်းလွဲပြီးမသေးနဲ့တော့ဆိုပြီးစစ်တိုက်ဖို့အတွက်ပြင်ဆင်ကြပါတယ်ငကြောက်ကောင်ကသူ့တပ်သားအားလုံးကိုတွားတေချအောင်ငါးကောင်တို့တေရင်တော့ဆဲပြီးတေသွားကြဆိုပြီးပြောလိုက်ရင်ပဲ episode 6ကဒီမှာပဲပြီးသွားပါတယ်